Hello မင်္ဂလာပါရှင်ဒီနေ့တော့မိမိတို့တငယ်ချင်းတက်တိုင်းဒီတော့ကိုမဲ့ပုံမြင်လေးပေါ့ရှင်အရန်ကိုမှ happy ပေါ့နော်ဒီလိုနဲ့လန်တော့မှာဂျိုတိတ်ကြီးတဲ့နွားလာအုတ်တပါမမီကိုလာရောက်နှောက်ဆက်ကြတဲ့လက်အောက်ငယ်သားနွားကလေးများနဲ့လည်းတွေ့ဆုံကြပါသေးတဲ့ကွယ်မုံမင်းမရေတော့ခုကိုစီစဉ်ထားကြပေမဲ့ပိတ်ထားတာရဲ့ကြောင့်ရာရဲ့ဟင်းတာကိုရောက်ဖြစ်သွားပါတယ်တဲ့ကွယ်ရေကူးကန်လေးကတိတ်ပြီးကြည်လင်သက်ရှင်တဲ့ကွယ်တယောက်ကိုတော့တပေါင်းကြတင်ခဲ့ပြီးရေကူးနေကြတဲ့ချစ်စရာကလေးပစ္စည်းလေးတွေလည်းတွေ့ခဲ့ပါသေးတဲ့ရေထဲမှာတအားပြုံနေခဲ့ပေမဲ့မမီလေးကလေရေတူးမမို့အကျေးခွန်တွေပေါ်ပြီးလူတိမာကြောင့်ရေကူးနည်းအမှန်လေးတိတ်မထုတ်ပြရဲခဲ့ဘူးတဲ့ကွယ်တလွဲတွေတူကူးခဲ့တာပေါ့တူကလေးတို့လည်းမပြောပြရဘူးနော်သူများတွေကိုကဲပြီးတော့ခဏကိုအနှွေးတက်ပြန်ရဖို့ IVY မှာဟော့ပေါ့လေးသွားစားကြပါတဲ့မာလာနဲ့တုံရန်နှမျိုးလုံး taste ကအရင်ထိမိခွင့်နဲ့အရသာရှိခဲ့ပါတယ်ရေကူးပြီးဘိုက်ဆဆာနဲ့ဆွဲခဲ့တာ spicy chicken wings လေးတောင်ပါပါတဲ့ဒါလည်းမစားနိုင်ဘူးနဲ့ကုန်သွားတာပါပဲတဲ့ကွယ်ပြီးတော့သူတို့ဟာအစုံမသက်သေးပဲဝန်စည်းကိုချီတက်ကြပါသေးတဲ့ကွယ်မုတ်တွေများကြီးဝယ်ပြီးတဲ့နောက်မှာအိမ်ဆောင်နှစ်လေးကိုလွမ်းစားပြုတ်လာပြီးပေါ့အဲ့ဒါနဲ့အိမ်ပြန်ခဲ့ကြပါတဲ့မနီနူတို့အိမ်ကဦးနိုကစားနေရမုံမှာစိုးလို့ပေါမုတ်ကျုပ်ကြော်လေးဝယ်ချွေးတာလဲစားကောင်းနဲ့အဝချိတ်ခဲ့ပါတဲ့ပုံမြင်ဒီကတော့ဒါပါပဲကွယ်ကလေးတို့လည်းအားလက်ရက်တွေကိုမိဘတွေမောင်နှမတွေတငယ်ချင်းတွေနဲ့တူတူပျော်ရွှင်ဖို့မမေ့ကြနဲ့နော်ကျေးဇူးတင်ပါတယ်